နံပါတ်51ရှီကာရုဘယ်ရလာမလဲဆိုရင်ရှီကာရီမှာစုပူတယ်ဂျိမ်းမောင်တယ်ဒါဆိုလူတယောက်ကိုစုပူမယ်ပေါ့ဒါလှုပ်ဆန်းလို့ပြောတာကြီးပဲရွှေ့မယ်မိုးထိုင်ကျော်ဘူးတက်စကအစင်ပြေရလားတိုရှီကာရာရဲ့မတ်တာလို့အစုခံခဲ့ရတယ်ဆိုတော့မဟုတ်ဘူးကွာဘယ်သူမှတော့အဲ့လိုမျိုးအစင်ပြေရလားဆိုပြီးတော့စုတယ်လို့မပြောဘူးပေါ့ယောခုကန်ဘာရီမတ်တာနဲ့ကောင်းကောင်းစူးစမ်းခဲ့တယ်လို့တိုရှီကာရာရဲ့မတ်တာအစုခံခဲ့ရတယ်ဆိုတော့လည်းမဟုတ်ဘူးမို့တော့ပို့ပြီးတော့မာဂျီမဲနီတီတီကြီးနဲ့ယာရီနာဆိုင်လှုပ်ဆန်းပါလို့ရှီကာရာရဲ့မတ်တာအစုခံရတယ်ဆိုတော့ဒါကဖြစ်နိုင်ပါတယ်ပို့ပြီးတော့တီတီကြီးနဲ့လှုပ်ဆန်းပါစူတာပေါ့နံပါတ်4အရှောနီရှီရာပဲမှာရှောအတူတူရှာဖွေကြရအောင်လို့ရှီခါရာရဲ့မာစတာအစုခံခဲ့ရတယ်ဆိုတော့မဟုတ်ပါဘူးသစီတို့ရှီခါရုစုပူတယ်ရှီခါရီမစုပူတယ်ဆိုရင်ဘာတွေပဲရွေးမလဲဆိုရင်တရားရောက်ကအမိန်ပြေးတာပေါ့အမိန်ပေးပြီးတော့ဒါမလုံးနဲ့ဆိုပြီးတော့စုပူတာမျိုးပဲတုံပါတယ်နံပါတ်52ဟာဇူကာရှိဤဟာဇူကာရှိဤကဘာဖြစ်တာလဲဆိုရင်ရှက်တာနံပါတ်1ခန်တန်နာမွန်တိုင်းကိုမာဂျီခါရဲ့တဲ့လွယ်ကူတဲ့မေးခွန်းကိုမှားပြီးတော့ဟာဇူကာရှိတက်တဲ့ရှက်တယ်တဲ့ဒါလေးရဆန်စီတို့အဖြစ်မှန်ဖြစ်နိုင်နေပါပြီခါဆိုခုနီဘာလဲဆိုရင်အာရဲ့နာခုတဲ့မိသားစုနဲ့မတွေ့နိုင်တဲ့အတွက်ကြောင့်ဟာဇူကာရှိတက်ရှက်တယ်ဆိုတော့ဒါကြီးကမဟုတ်နေပါဘူးနံပါတ်3ပီယန်နိုကစိုင်းနေရကိုဟီခဲရူယောနီနာတဲ့တီးလာနိုင်စေရန်အတွက်ဟာဇူကာရှိတက်ရှက်တယ်ဆိုတော့လေဒါကမဟုတ်ပါဘူးမိတိုင်းဘန်ကူမီကကြည်ကျင်တဲ့ TV အစီအစဉ်ကအနာခုတဲ့ဟာဇူကာရှိတက်မရှိလို့ရှက်တယ်ဆိုတော့လေဒီကောင်ကမဟုတ်တော့ပါဘူးစံစီတို့အဖြေမှန်ကနံပါတ်1ဖြစ်ပါတယ်53ခိခိုင်ဆိုတာကြတော့အခွင့်အရေးဇန်နန်ဒက်စ်ကတဲ့ဆိုနိုဟီဝါဘဲဆွန်တော့ခိခိုင်ကအာရီမတ်စိတ်မကောင်းပေမဲ့အဲ့နေကတဲ့ဘဲဆွန်တော့အထူးပေါ့အထူးရဲ့ဘာလဲဆိုရင်ခိခိုင်အခွင့်အရေးကရှိပါတယ်ဆိုတော့ဒါကြီးကအတိတ်ပဲရှိမနေဘူးကွာအထူးအခွင့်အရေးကရှိပါတယ်ဆိုပြီးတော့အနေရဲ့အထူးရဲ့အခွင့်အရေးကရှိတယ်ဆိုပြီးတော့ပြောတာမဟုတ်ပါဘူးနံပါတ်2ဝါတာရှိွာတဲ့နီဟွန်နော်ရေကီရှိနီကျွန်တော်ကဂျပန်ကတမိုင်းကျောင်းနေနဲ့တဲ့ခိခိုင်ကအာရီမတ်အခွင့်အရေးကရှိတယ်ဆိုတော့မဟုတ်ပါဘူးနံပါတ်3လျောရှင်းဝမိဘနှစ်ပါးကတဲ့ဂိုင်းကိုခုအစ်တနိုင်ငံခြားမှာရှိခဲ့တဲ့ခိခိုင်ကအာရီမာဆန်အခွင့်အရေးကမရှိခဲ့ဘူးတဲ့ဒါကြီးလည်းအတိတ်ပဲမရှိဘူးချီကာခုနီခီရုဘာလဲဆိုရင်အနီးနားကိုလာဖို့ခိခိုင်ကအတ္တာရာအခွင့်အရေးကရှိခဲ့ရင်ဇေဟီအာဆိုပီနီခိတဲခုရာဆိုင်တတိချာချာလာပေးပါပေါ့သူ့အနီးနားကိုလာဖို့အခွင့်အရေးများရခဲ့မယ်ဆိုရင်တတိချာချာလာပေးပါဆိုတော့နံပါတ်4ကအဖြေဖြစ်သွားပါတယ်ဒီကောင်လေးရ054တိုင်းတေဤကဘာလဲဆိုရင်အများသောအားဖြင့်အကြံပြင်းအားဖြင့်ဆိုတော့ကဘာပြောလဲဆိုရင်တိုင်းတေဤနိချီယောဘီဝါတဲ့တနင်္ဂနွေနေ့ကတိုင်းတေဤအများသောအားဖြင့်စူပိုဆိုရှိတေဤမှာအာကစားကိုလုပ်တယ်တဲ့နံပါတ်2ခောဝဒီနေ့ကတိုင်းတေဤအများသောအားဖြင့်တန်ခီကယောခတာတက်ရာသီဥတုကကောင်းတယ်ဆိုတော့စင်စီတို့အဲ့လိုမျိုးကြီးမပြောဘူးကွာဒီနေ့ကအများသောအားဖြင့်ရာသီဥတုကကောင်းတယ်မဖြစ်နိုင်ဘူးနံပါတ်3ခုနိုးခေါ်တို့ဒီတက်လောမှာတဲ့စာတိုးဆန်နီးပါစာတိုးဆန်စီမှာကတဲ့တိုင်းတဲ့ဤအများသောအားဖြင့်အိုက်တဲ့ဤမှာဆန်မတွေ့ရဘူးတဲ့ဒါကြီးလဲစစီလို့မဟုတ်ပါဘူးဒီတက်လောမှာအများသောအားဖြင့်မတွေ့ဘူးဆိုတာကြီးအဓိပ္ပာယ်မရှိဘူးနီဟွန်ခေါ်ကဂျပန်စာကိုတိုင်းတဲ့ဤဂျောစုနီအများသောအားဖြင့်ဒေါ်လာဂျောစုနီနာရီမာစတာနဲ့အများသောအားဖြင့်ဒေါ်လာခဲ့တယ်နော်ဆိုတာကြီးကလည်းမဟုတ်တဲ့အတွက်စန်စီတို့ပါလဲဆိုရင်အီချီဘန်တနင်္ဂနွေနေ့မှာအများသောအားဖြင့်အားကစားကိုလုပ်ဖြစ်တယ်ပေါ့သူပြောချင်တာလေးရနံပါတ်55အိုရေရကျေးဇူးတင်စကားပြောမယ်ပေါ့စန်စီက new in nasata note ဆိုတော့ဘာလဲဆိုရင်စန်စီယာကပေါ့ new in စေယုံတက်ရတဲ့အတွက်ကြောင့်နဲ့အိုရေအီကိုမိုတေခီမာစတာကျေးဇူးတင်စကားကိုတွားပြောခဲ့တယ်ဆိုတော့ဒါကြီးကမဟုတ်ပါဘူးပြောင်းနေတယ်လို့ကြီးပဲနံပါတ်2ပူရဲစန်းသူမိုရာတာနော်တဲ့လက်ဆောင်ကိုရရှိတဲ့အတွက်ကြောင့်အိုရေယိုအီမာစတာကျေးဇူးတင်စကားကိုပြောခဲ့တယ်ဆိုတော့အဖြစ်နိုင်ဆုံးပါပဲနံပါတ်3တိုမိုရာချီကဘာလဲဆိုရင်ခိတာနော်တဲ့တငယ်ချင်းကလာခဲ့တဲ့အတွက်ကြောင့်ဘာလဲဆိုရင်ဘန်ကောဟန်နီညစာကိုအိုရေယိုဆူခရီမာစတာကျေးဇူးတင်စကားကိုပြုလုပ်ခဲ့တယ်ဆိုတော့ဒီကောင်ကမဟုတ်ပါဘူးဆူဇူကီဆန်နီဆိုဆိုခီယောနော်အိုရေယိုအာကေမာစတာဘာလဲဆိုရင်ဆူဇူကီဆန်စီကိုတဲ့သူကြောင်းပြီးတာရဲ့ကျေးဇူးတင်စကားကိုပေးခဲ့တယ်ဆိုတော့ဒါကြီးကလည်းမဟုတ်နေတဲ့အတွက်အဖြေမှန်က2 0လက်ဆောင်ကိုရရှိလို့ကျေးဇူးတင်စကားပြောတာပဲဖြစ်ပါတယ်